ဘုရားဘာသာဝင်တိုင်းဟာဘာလို့ရမလဲဆိုနံပါတ်1ကဝိယတဝိနိတဝိတာရတဆိုတဲ့မြတ်စွာဘုရားသုံးခဲ့တဲ့စကားလုံးအတိုင်းပဲဘဟုတုတမြတ်စွာဘုရားဟောခဲ့တဲ့တရားဓမ္မတွေကိုနာယူမှတ်သားကြဖို့သင်ယူကြဖို့အခုလိုတရားပွဲကျင်းပပြီးတော့တရားနာခြင်းဟာလည်းပဲသင်ယူခြင်းတစ်မျိုးပဲဒါကိုတရားနာရဲဆိုတာတို့ဟာသင်ယူတဲ့အနေနဲ့တရားနာပါတချို့ကြတော့စာရွက်လေးတွေနဲ့ရေးမှတ်ပြီးတော့မတ်သားနာကြအဲ့လိုနာပြီးဆိုလို့ရှိရင်အရေးကြီးဆုံးကဘာတော့ဆိုရင်အာယုစူးစိုက်ပြီးတော့မှတ်သားမိအောင်နာယူဖို့အရေးကြီးတယ်နော်တတိနဲ့အာယုစူးစိုက်ပြီးတော့နိုင်မှတ်သားမှာဖြစ်တယ်တတိနဲ့အာယုစူးစိုက်ပြီးနိုင်မှတ်သားတဲ့စကားလုံးတွေအကြောင်းအရာတွေကိုအသိပညာနဲ့အ내ဒိဋ္ဌိကိုနားလည်ခြင်းပဲဖြစ်တယ်ဆိုလိုတာကတတိနဲ့ပညာဒီနှစ်ခုအသုံးချပြီးတော့မြတ်စွာဘုရားဆုံးမသမျှတွေကိုကိုယ့်ရဲ့နဲ့ရောက်အောင်နိုင်မှတ်သားဖို့လိုအပ်တယ်နေ့စဉ်မှာကိုယ်လုပ်ငန်းတွေနဲ့တရားဘက်ကိုမျက်နှာမလှည့်နိုင်သေးတဲ့ပုဂ္ဂိုလ်တွေဖို့ခုလိုတရားဝဲကျင့်ပါတဲ့အခါမှာဟောကြားဆုံးမသွားတဲ့တရားဓမ္မတွေကိုနိုင်မှတ်သားဖို့လိုအပ်တယ်ပေါ့ဒီရည်တတ်နိုင်တယ်ဆိုရင်ဓမ္မသင်တန်းတို့ဓမ္မစကူးတို့ဆိုတာပြောတယ်သင်တန်းတွေကိုတက်ပြီးတော့တတိနားလဲအောင်သင်ယူခြင်းပဲဖြစ်တယ်အဲ့ဒါမြတ်စွာဘုရားကပရိသတ်၄ပါးအပေါ်မှာနံပါတ်1မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုသင်ယူခြင်းနဲ့လက်တွေ့ကျင့်သုံးခြင်းဆိုတာဒီနှစ်ခုလုပ်ရမယ်လို့ဆိုသင်ယူခြင်းကဘောဓုတလက်တွေ့ကျင့်သုံးကအနုဓမ္မစာရီအဲ့တော့လက်တွေ့ကျင့်သုံးရမယ်သင်ယူရမယ်ဒီနှစ်ခုဘယ်လိုနည်းနဲ့ပဲသင်မြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကိုယ့်ရဲ့နဲ့ရောက်အောင်လုပ်ဖို့တော့လိုတယ်ပေါ့မှတ်မိရအောင်အဲ့လိုမှတ်မိအောင်သင်ယူထားပြီးတဲ့အခါမှာလက်တွေ့ကျင့်သုံးမှုတဲ့လိုက်နာမှုကျင့်သုံးမှုဆိုပါတော့သဗ္ဗပပတ္တအာကရဏအကုသိုလ်မှန်သမျှကိုမပြုရဘူးကုသလတုပတမရာကုသိုလ်မှန်သမျှကိုယ်တဏ္ဍမှာပြည့်စုံအောင်လုပ်ရမယ်ဒါဘုရားဆုံးမစကားအဲ့တော့ရှင်းရှင်းပြောရင်မလှုပ်တဲ့နာကိုမလှုပ်ကြနဲ့လှုပ်တဲ့နာကိုလှုပ်ရမယ်ဆိုတာဒီနှစ်ခုပဲနော်အကုသိုလ်ဆိုတာမလှုပ်တဲ့ဘူးဘာလို့မလှုပ်တဲ့လဲဆိုးကျိုးပေးတတ်တယ်လူတွေနေ့စဉ်စားတဲ့အစားအစာပဲကြည့်ကိုယ်နဲ့မတည့်တာမစားနဲ့စားရင်ဘာဖြစ်မလဲခန္ဓာကိုယ်မှာအ ਨੇ ဆုံးမအိမသာဖြစ်မယ်နေမကောင်းထိုင်မသာဖြစ်မယ်စားတဲ့အစားအစာစားလို့ရှိရင်စိတ်ရွှင်လန်းနေကြမ်းပါတယ်အင်အားပြည့်တယ်ဒီလိုဖြစ်အဲ့ဒါမျိုးလို့ပဲလူရဲ့စိတ်မှလည်းပဲမဖြစ်တဲ့အကုသိုလ်တွေယင်နေနှလုံးထဲမှာဖြစ်အောင်ဖြစ်တဲ့ကုသိုလ်တရားတွေယင်ထဲမှာဖြစ်အောင်အဲ့ဒီနှစ်ခုကကိုလိုရမယ့်ကိစ္စဆိုတာဆွေးမြဲစွာတတိထားဖို့လိုတယ်မြတ်စွာဘုရားရဲ့အဆုံးအမဒီတိုင်းပဲပေါ့နော်ဒါကြောင့်ဘုရားရဲ့အဆုံးအမမလှုပ်တဲ့နာကိုရှောင်ခြင်းလှုပ်တဲ့နာကိုလှုပ်ဆောင်ခြင်းဆိုတဲ့ဒီလိုဆုံးမသွန်သင်တဲ့စကားရပ်တွေကိုရှုစွာသိယူမှတ်သားရမယ်တဲ့ဒါတစ်ခုနောက်တစ်ခုကတော့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေကိုသိယူမှတ်သားပြီးတဲ့အခါမှာအကျယ်တဝင့်ဟောပြောပြသရမယ်ဒါပြတ်မောအောင်လုပ်တာကြတော့နော်ပထမကိုယ်တိုင်သိအောင်လုပ်တယ်ကိုယ်တိုင်သိပြီးတဲ့အခါမှာဘုရားဘာသာဝင်နေဟာကိုသိတဲ့တရားကိုလက်ဆင့်ကမ်းဖို့လိုသေးတယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောကြားဆုံးမတဲ့တရားတော်တွေကိုအကျယ်တဝင့်ချက်ပြီးတော့ဟောပြောရမယ်ဒါနံပါတ်1နံပါတ်3ကဘာလို့ဆိုရင်မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနဲ့ဆန့်ကျင်တဲ့အယူအဆတွေပေါ်ပေါက်လာတတ်တယ်ဆန့်ကျင်မဲ့အယူအဆတွေပေါ်ပေါက်လာလို့ရှိရင်ဒါဟာဘုရားဟောတဲ့မကိုက်ကြဘူးဆိုပြီးတော့
ဖြည့်ရှင်းတဲ့အလုပ်ကိုလုပ်ရမယ်ဒါနံပါတ်3ပြီးတဲ့အခါဗြဟ္မစရိယလို့ခေါ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားမြတ်ဗုဒ္ဓရဲ့ကျင့်စဉ်ကြီးဘာဟုစင်ညာလူတွေရင်ထဲနှလုံးထဲအောင်ရောက်ပြီးတော့လူသားအတိုင်းဝိုင်းသာမကနတ်မြတ်မှာအတိုင်းဝိုင်းထိအောင်သိရှိနားလည်အောင်ဖြစ်စေရမယ်ဆိုတော့ကဘာအနှံ့ပြအောင်ကြိုးစားတယ်လို့သူတို့တပည့်ရအဲ့ဒီအချက်၄ချက်ဟာမြတ်စွာဘုရားရဲ့မိန့်ကြားချက်ပဲဖြစ်တယ်ပေါ့သာသနာတော်မှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာဒီအချက်၄ချက်ကိုကုတ္တဝံတရားအနေနဲ့ဆောင်ရွက်ရမှာဖြစ်တယ်ကိုတတ်နိုင်တဲ့အတိုင်းအတာတစ်ခုကဆောင်ရွက်ဒါကဂေါရမမြတ်စွာဘုရားတတန်တူတဲ့ဘုရားအနေနဲ့မှတ်ကြားခဲ့တာဖြစ်တယ်တတန်ရှည်ပြီးတော့လူတွေရဲ့ကိုယ်ကျင့်တရားကောင်းလို့တမန်တတိပေးယုံနဲ့ရနိုင်တဲ့ဘုရားတွေဆိုတော့ဒီလိုမှားခြင်းမှလည်းမှားပဲနော်